ဒါမျိုးချောင်း velocity edit တွေကိုကိုယ်တိုင်လုပ်တဲ့ချင်တာဒါဆိုရင်တော့သင်တဲ့သွားတက်နေစရာမလိုပါဘူးဒီဗီဒီယိုလေးက brother တို့အတွက်အသုံးဝင်ကောင်းဝင်နိုင်ပါလိမ့်မယ်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ကြည့်လိုက်ပါ let's go guys အရင်ဆုံးကိုလှုပ်ချင်မဲ့ဗီဒီယိုထည့်ထားမယ်ဗျာပြီးရင်တချင်းထည့်မယ်ပေါ့နော်တချင်းထည့်ပြီးလို့ရှိရင်ဒီတချင်းကိုကျွန်တော်တို့က velocity လုပ်မယ်ဆိုအရင်ဆုံး beat ချရမှာဗျာ beat ချရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အောက်ကဘာလဲကျွန်တော် beat ကိုရှာပြီးတော့ဒီမှာ beat ထည့်မယ်ဒီမှာ beat ထည့်တာကဒီဘက်က auto generate ဆိုတဲ့ဥစ္စာလေးကကြတော့သူကသူချပေးရဒီ add beat ဆိုတာじゃကိုကြိုက်တယ်လို့ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတချင်းကို auto generate နဲ့ပဲလုပ်လိုက်မယ်ခဏလေးစောင့်ပြီပါနော်အဲ့ဆိုရင် beat နဲ့တချင်းကျွန်တော်လုံးမယ်နေရာနဲ့ညီလားမညီလားကြည့်မယ်ဗျာအဲ့လောက်ဆိုညီပြီပေါ့နော်အဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကတချင်းစပြီးလာတဲ့နေရာမှာ beat ထဲမှာဖြစ်တဲ့အတွက်ခလိုက်ရှာလိုက်မယ်အဲဒီနေရာမှာကျွန်တော်တို့ဒီ beat နေရာလေးမှာဒီ beat နေရာလေးမှာကျွန်တော်တို့က velocity စပြီးလာတော့မှာချောင်းရဲ့ velocity scale 1စပြီးဝင်တော့မယ်ဗျာအဲ့တော့ဒီ video ကိုကျွန်တော်တို့ကဖြတ်လိုက်မယ်ဖြတ်မယ်ဆိုတော့ဒီ share အပိုင်းကိုတော့ brother တို့ကြိုက်တယ်လို့ကြိုက်တဲ့ပုံစံမျိုး slow motion ပဲထည့်တယ်ကြိုက်တာထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီတိုင်းပဲထားလိုက်မယ်ဒီနောက် video မှာကျွန်တော်ကချောင်း velocity စလုပ်မယ့်နေရာကိုရှာလိုက်မယ်ဟုတ်ပြီဒီမှာ scale 1ရဲ့ပထမတစ်ချက်စထွက်တဲ့နေရာအဲ့နေရာလေးမှာကျွန်တော်က video ဖြတ်လိုက်မယ်ပြီးရင်ရှေ့ရမလိုတဲ့အပိုင်းကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ်ဖြတ်ထုတ်လိုက်မယ်ဆိုကျွန်တော်ဒီမှာသူ့ရဲ့တချင်းပြီးလာတဲ့နေရာမှာချောင်း scale 1စထွက်လိုက်မယ်အဲ့လိုမျိုးစထွက်မှာဆိုတော့ကျွန်တော်ဒီတိုင်းကြီးကြည့်မကောင်းဆိုတော့ကျွန်တော် velocity နဲ့လုပ်မှာပေါ့နော်အဲ့တော့ scale 1ရဲ့ပထမတစ်ချက်ဆုံးတဲ့နေရာလေးလိုက်ရှာလိုက်ဒုတိယဘီးနဲ့တော့ညီမှာမဟုတ်ဘူးဒါပေမဲ့ဆုံးတဲ့နေရာဒီနေရာရောက်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလောက်လေးညှိယူပြီးတော့ရပါအဲ့ဆိုလို့ရှိရင်အဲ့နေရာကိုကျွန်တော်ဖြတ်လိုက်မယ်ဆိုတော့ဒီမှာဆိုဒီနောက်ဘီးကိုရောက်ဖို့လို့တဲ့လိုနေတဲ့တဝက်လောက်လိုနေတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကောင်ကိုvelocity လောက်မှာကျွန်တော်တို့ဒီမြင်ကဆိုတဲ့ဥစ္စာလေးတွေသွားလိုက်မယ်ကျွန်တော်ဒီကဆိုတဲ့ဒီကောင်လေးတွေအဲ့ကောင်လေးတော့သွားမှာအဲ့ကောင်လေးရောက်ပြီဆိုရင်ကျွန်တော်ဒီ castron ကိုရွေးမယ် castron နဲ့မှာကျွန်တော်ဒီအလဲကောင်ကဒီဘီးကိုဖြတ်မယ်အလဲကောင်ကဘီးကိုဖြတ်ပြီးရင်ကျွန်တော်လုပ်တဲ့လူမျိုးလေးလုပ်မှာပေါ့နော်အဲ့လိုလုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီမှာပို့နေတာဒုတိယဘီးရဲ့နောက်ကလေးနည်းနည်းထွက်ပြီးပို့နေဖြစ်တဲ့အတွက်ကျွန်တော်ကကြိုက်တယ်ပဲပေါ့နော်ဒီဘက်ပဲလှုပ်ဒီဘက်ပဲလှုပ်ရပါတော့ဒီမှာဆို 1.1 လောက်ထားလိုက်မယ် 1.1 လောက်ထားလိုက်မယ်ဆိုတော့ဒီမှာညီသွားပြီနည်းနည်းလေးပုံနေတော့ 1.2 လောက်ထားလိုက်မယ်ဆက်ပြီးတော့ okay အဲ့ဆိုလို့ရှိရင်ဒီမှာ 1.2 လုံးဝအညီအကိုက်ဖြစ်သွားပြီเนาะအဲ့ဆိုလို့ရှိရင်အဲ့နေရာမှာကျွန်တော်တို့ကဒီ slow motion ကို better quality ပြောင်းမယ်အဲ့ဆို slow motion better quality ပြောင်းပြီshare တော့ကြည့်လိုက်မယ်okay ဟုတ်ပြီအဲ့ဆိုနောက်ဟာတွေကတော့ကြည့်မကောင်းသေးဘူးနောက်ဟာတွေပဲဆက်လုပ်မယ်နောက်ကလည်းဒီလိုမျိုး B နှစ်ခုကြားထဲမှာပဲလုပ်သွားမှာအဲ့တော့ပြီးရင်မလိုတဲ့နေရာဒီ scale 1ရဲ့ဒုတိယတစ်ချက်စပြီးမထွက်ခင်ဒီမှာဆိုစထွက်တော့မယ်အဲ့နေရာမှာစထွက်မှာဆိုဒီရှေ့ရကောင်ကိုဖျက်လိုက်မယ်ကျွန်တော်ကဖျက်လိုက်မယ်ဆိုတော့ဒီမှာ scale 2ထွက်တယ်ဒါဆို scale 2ဆုံးတဲ့နေရာပေါ့နော် scale 2ဆုံးတဲ့နေရာကလောက်ဒီကောင်ဘေးနှစ်ခုရတော့မှာတချို့ဘေးရကြလို့ရှိရင်ဒီလိုမျိုးတဝက်မကြရရှိရဗျာတားများနေရရှိရအဲ့ဆိုကိုပါကိုစိတ်တိုင်းညှိပေးလို့ရပါဘောနော်အဲ့ဒီကောင်ဖြတ်လိုက်မယ်ကျွန်တော်ဖြတ်ပြီးရင်ရှေ့ကဒီနေရာကိုကျွန်တော်ကvelocity လုပ်မယ် castron ရွေးမယ်ဒီအလဲကောင်ကဘီလို့ဖြတ်မယ်ပေါ့နော်အဲ့တန်လေးလုပ်မယ်ဆိုရင်ဒီမှာကျွန်တော်ပုံနေသေးတယ်brother တို့တွေ့မှာပါပုံနေသေးရလေအဲ့အကောင်လေးပုံနေလေကျွန်တော်ထပ်ညှိမယ်ဆိုတော့ဒီရှေ့ရဘီမှာပဲညှိနောက်ကဘီမှာနောက်ကဘီမှာပဲညှိပေါ့နော်ရတယ် 1.2 လောက်ထားလိုက်မယ်အဲ့ဆိုရသွားပြီပေါ့နော်1.2ကြိုက်သွားပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီအပိုင်းကိုslow motion ကိုမှဒီမှာ better quality ဆိုတော့ဥစားလေးပြောင်းမယ်ဟုတ်ပြီ better quality ပြောင်းပြီပြီးရင်ကျွန်တော်တို့ကချောင်းကပြီးရင်1ပြီးရင်2လာရပါတော့1ဒီမှာချောင်း2 scale 2ထွက်တော့မယ်နေရာလေးမှာကျွန်တော်ကဖြတ်ယူမယ်မလိုတဲ့ဘိုင်းကိုဖြတ်လိုက်မယ်ပြီးရင် scale 2ထွက်တယ်
ဒီတော့ဝက်မှာဆုံးတယ်ပေါ့နော်တော့ဝက်မှာဆုံးတယ်ဆိုလို့ရှိရင်ဒီတချင်းကတော့ B က B နဲ့ scale ထွက်တဲ့နေရာညီရဲ့အတွက်velocity လောက်ရတာအဆင်ပြေပဲဖြတ်မယ်ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်တခါရဲ့အညီလာပဲတခါရဲ့အညီလာပြီးသားဆိုတော့ကျွန်တော်တန်းပြီးတော့ butter quality ပြောင်းလိုက်အောင်မယ် butter quality ပြောင်းပြီးရင်နောက်ထပ်တစ်ဆင့်ထပ်ပါမယ်နောက်ထပ်တစ်ဆင့်ကကျတော့ဒီမှာကျတော့အဲဘုံရိုက်တော့မှာပေါ့နော် scale 1ရင်နောက်ဆုံးအချက်အဲဘုံရိုက်တော့မှာလေထဲကိုမြောက်မသွားခင်လေးနေရာအတင်းနေရာမှာစမြောက်ရမယ့်နေရာမှာရှေ့ကမလိုတဲ့အပိုင်းကိုကျွန်တော်တို့ဖျက်လိုက်မယ်ပြီးရင်ဒီလေထဲကိုမြောက်ပြီးတော့အောက်ကိုပြန်မကြခင်လေးမှာကျွန်တော်တို့ကတစ်ချက်ဖြတ်မယ်တစ်ချက်ဖြတ်ပြီးရင်ဒီဖြတ်ထားတဲ့အပိုင်းကိုကျွန်တော်တို့က velocity လုပ်မယ် sorry ဒီမှာကျွန်တော်လုပ်တဲ့လိုမျိုးလေးလုပ်မယ်ပေါ့နော်ဒါဆိုတခါရဲ့အညီလာတယ်အညီဆိုလို့ရှိရင်ဒီမှာ slow motion ကို better quality ပြောင်းမယ်မညီလို့ရှိရင်တော့ဘာကိုယ်တိုင်ညှိပေးရမှာပေါ့နော်ပြီးရင်ဒီမှာအဲဘုံရိုက်တဲ့နေရာဒီ2လောက်ပဲထားလိုက်မယ်ကျွန်တော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီနေရာမှာဖြတ်လိုက်မယ်ဖြတ်ပြီးရင်ဒီကောင်ကိုကျွန်တော် slow motion ဆို better quality လုပ်မယ် better quality ဆိုတော့ velocity လောက်မယ်လို့ပြောပါနော်နည်းနည်းလေးပို့နေတာဘာလို့မြင်မှာနည်းနည်းပို့နေသေးရဆိုတော့ကျွန်တော်က sorry ထပ်ညှိမယ်နောက်ကကောင်လေးကို1လောက်ထားအဆင်ပြေလားမလားဟုတ်အဲ့ဆိုအညီလာရပါတော့အညီလာရဆိုရင်ကျွန်တော်တို့ကဒီကောင်ကို better quality ပြောင်းမယ်ဟုတ် better quality ပြောင်းပြီးရင်ကျွန်တော်အစအနေတစ်ချက်ပြန်ကြည့်မယ်ဒီတချင်းအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုရှေ့မှာကြောက်လို့မလို့ကျွန်တော်နောက်ဟာရောကျွန်တော်ဆက်လုပ်မပြတော့ဘူးဘာလို့နောက်ကအပိုင်းတွေကိုလည်းကျွန်တော်ပြတဲ့နည်းလေးတိုင်းပဲဆက်လုပ်လိုက်မယ်ဆိုလို့ရှိရင် velocity အလုံးဝအဆင်ပြေပြေလေးရတယ်ပေါ့နော် butter quality ပြောင်းလိုက်လို့ရှိရင်တော့ဒီကောင်အဲ့ဆိုလို့ရှိရင်အဆင်ပြေတော့မှာပါနောက်ရက်တွေကြာရင်လည်း 8 bar velocity လုံးနည်းတွေ granger velocity လုံးနည်းတွေကိုတင်ပေးမှာမလို့ကျွန်တော်ရဲ့ account လေးကို follow လုပ်ခဲ့လို့ရပါတယ်